မင်္ဂလာပါမနက်ဖြန်9ရက်သားသမီးများအတွက်တရက်သားဆောင်းရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့စက်သူရှယ်ယာကိစ္စများနဲ့ပတ်သက်ပြီးတော့အထူးကောင်းမွန်တဲ့နေ့လေးဖြစ်ပါတယ်ပညာအသစ်တစ်ခုရတတ်ပါတယ်မိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်တော့ကရောက်စရာများကြုံတွေ့ရတတ်ပါတယ်ခေါင်းတချမ်းကိုက်တတ်ပါတယ်အခြေရေးမှာတော့တာယာနေပါလိမ့်မယ်တစ်ကိုးပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အဝါရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျားမှာအုံနှုတ်ခေါ်ဆွဲကလို့ပူဇော်ပေးပါတနင်္လာသားသမီးများတော့ယနေ့မှာတော့အလုံးမှာအိမ်မှာပူပင်တော့ကတွေများနေတတ်ပါတယ်စိတ်လိုမကြစရာတွေများနေတတ်ပါတယ်ငွေကြေးကတော့ကောင်းပါတယ်ရွှေလက်ဝတ်ရတနာအလှကုန်အမှုပညာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်အပူလောင်တတ်ပါတယ်ချစ်သူစီကနေပြီးတော့တည်င်းကောင်းကြားတတ်ပါတယ်နှစ်ကိုးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာတပြေ23မြို့ကတ်လို့ပူဇော်ပေးပါအင်္ဂါသားသမီးများအတွက်ယနေ့မှာတော့စီးပွားရေးလူမှုရေးစားစားရာရာအောင်မြင်နေမဲ့နေ့လေးဖြစ်ပါတယ်ရွှေလက်ဝတ်ရတနာများဝင်သက်ပါတယ်ကျမ်းမာရေးမှာစိုးရင်စရာမရှိတော့လေခန္ဓာကိုယ်ဘက်ဘက်အချမ်းအောက်နေတတ်ပါတယ်အခြေရေးမှာတော့တာယာနေပါတယ်ကိုငါပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အဝါရောင်နဲ့အနက်ရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာကြောက်ကြောကတ်လို့ပူဇော်ပေးပါဘုံတော်ဦးသားသမီးများအတွက်ယနေ့မှာတော့စိတ်ချမ်းသာစရာဝမ်းသာစရာတည်င်းကောင်းအပြည့်တွေနဲ့နေလေးတစ်နေ့ဖြစ်ပါတယ်။ပါပဲလို့ရဲတင်းနေတာလုပ်ပေးပါ။ကံအခွင့်အလမ်းအထူးကောင်းတဲ့နေလေးဖြစ်ပါတယ်။အခြေရေးအိမ်တော်ရေးမှာအထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ခြေထောက်တစ်ဖက်ထိခိုက်ဒဏ်ရာရတတ်ပါတယ်။လေးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အဝါရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာနန္ဒတိကလို့ပူဇော်ပေးပါ။ကြာရာပရိသတ်သမီးများအတွက်ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့ရဝေးရနဲ့အဆက်အသွယ်ကောင်းများရရှိပါမယ်။အလုံးနေရာထိုင်တဲ့အထူးကောင်းမွန်တဲ့နေလေးဖြစ်ပါတယ်။လက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။အချင်းရေးမှာတော့စိတ်လိုမကြစရာတွေများနေတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုဖြည့်ရှင်းရတတ်ပါတယ်။ငါးကိုးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့နီညိုရောင်နဲ့အညိုရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာရွှေထမင်းကလို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့ရည်ရွယ်ထားတဲ့လုပ်ငန်းများကိုရဲတာလုပ်ပေးပါမုတ်ချအောင်မြင်မဲ့နေ့လေးဖြစ်ပါတယ်ချစ်သူစရာနေပြီးတော့လက်ဆောင်ရတတ်ပါတယ်ကံအခွင့်အလမ်းအလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်လေးထိုးလေးအောင်ဖြစ်တတ်ပါတယ်လေးကိုးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အနီရောင်နဲ့ကြက်တွေးအောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာဖြော်ရည်ကတ်လို့ပူဇော်ပေးပါစနေသားသမီးများတို့ယနေ့မှာတော့မိတ်ဆွေရင်းများနဲ့စကားပြောဆိုရင်ခွန်တတ်ပါတယ်စာချုပ်ဆက်တူရှယ်ယာကိစ္စများအတွက်စိတ်ညစ်တတ်ပါတယ်။ဝမ်းသာစရာသတင်းကောင်းများကြားတတ်ပါတယ်။ခြေတော့အောက်ပိုင်းထိခိုက်မိတတ်ပါတယ်။အခြေရေးမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။နှစ်ခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာမွေးကားကတ်လို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။